ဟယ်လိုမင်္ဂလာပါတဲ့လေးတို့ရေဒီနေ့တော့ချက်ဟင်းကားဒီလေးကိုညှစ်လေးနဲ့ကြော်စားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်sai ring la ta ku te le ko sai la o kin ni la mandai please you tu ai ta ku te le ko sai la o kin ni la mandai please you tu